အားလုံးမင်္ဂလာပါဒါကတော့ဂျီရဖြစ်ပါတယ်ဆိုတော့ဒီနေ့ဂျီလာပြောတဲ့အကြောင်းရင်းလေးကတော့ဂျီပေါ့နော်ဗီဒီယိုမတင်တာကတလားလောက်ကြော်သွားပြီပေါ့နော်အဲ့ဒါတော့အဲ့အတွက်လည်းတောင်းပန်ပါတယ်ပြီးတော့ဂျီနေ့စဉ်နေ့တိုင်းဗီဒီယိုတွေပြန်တင်တော့မှာပါအဲ့ဒီတော့ကဘာဖြစ်လဲဆိုတော့ဂျီကပြင်းလဲပြင်းတယ်ပြင်းတာလည်းပါတယ်ပေါ့ကြားလို့ရှိရင်အခု channel လည်းဝင်မကြည့်ဖြစ်ဘူးပြီးတော့ view တွေတအားလျော့သွားတဲ့အတွက်ကြောင့်မလို့နည်းနည်းပေါ့နော်အဲ့လို view တက်မလားဆိုပြီးတော့စောင့်ကြည့်နေတာပေါ့နော်အဲ့အားကြောင့်မလို့ပါပြီးကြလို့ရှိရင်လည်း fan တွေကိုအဲ့လို comment တွေထဲမှာ reply မပြန်တာကိုလည်းစိတ်မဆိုးပါနဲ့အဲ့ဒါကလည်းစွမ်းနာအကြောင်းတွေကြောင့်မလို့ပဲပေါ့နော် channel တွေကဝင်မကြည့်ဖြစ်ဘူးအဲ့ကြတော့ဘာသူတွေဘာဒီပြောထားလဲဆိုတာမသိတဲ့အတွက်ကြောင့်မလို့အခုမှပြန်ပြီးပါတယ်အဲ့ကြတော့တောင်းပန်ပါတယ်နော်ဆက်ပြီးတော့လည်းအားပေးကြပါအောင်ရှင်အားပေးနေတဲ့တယောက်ချင်းစီတိုင်းကိုလည်းအရန်ကျေးဇူးတင်ပါတယ်ကြလို့ရှိရင်ပေါ့နော်ကြည်ညနေကြလို့ရှိရင်ဗီဒီယိုတစ်ပုတ်တင်ပါမယ်အဲ့ဒီဗီဒီယိုအတွက်ဒီဘာတင်ပေးရမလဲဆိုတာကို comment ထဲမှာရေးပေးကြပါဦးဘာလဲဆိုတော့အဲ့လိုမျိုးတစ်ခုခုလုပ်ပြရမှာလားဒါမှမဟုတ်အိမ်ဆောက်ပြရမှာလားဒါမှမဟုတ်လို့ရှိရင် role play လေးလုပ်ပြရမှာလားဒါမှမဟုတ်လို့ရှိရင် family video လေးပဲလုပ်ပြရမှာလားဒါမှမဟုတ်ဒါမဲ့အဲ့လိုမျိုးပေါ့နော်နေချို့လူတွေမသိသေးတဲ့နေရာတွေပါအဲ့လိုမျိုးတွားပြပေးရမှာလားဆိုတာကို comment ထဲမှာရေးခဲ့ကြပါဦးရှင်ကြားလို့ရှိရင်လည်းQ&A ပေါ့နော်ဘာလဲ question and answer လုပ်ဖို့လည်းရှိပါတယ်အဲ့ဒီ question and answer ကကြတော့ဒီနေ့မလုပ်ဘူးပေါ့နော်မနှက်ဖြန်မှာပါအဲ့ကြတော့အဲ့လိုမျိုးနှက်ဖြန်လုပ်မဲ့အတွက်ကြောင့်မလို့အဲ့လိုကိုဘတ်တူကိုမေးချင်တာလေးပါလေးတွေရှိလို့ရှိရင်လည်း comment ထဲမှာရေးခဲ့အခုဒီ video ရဲ့ comment ထဲမှာပေါ့နော်ရေးခဲ့ပါအောင်အဲ့ကြတော့အဲ့ဒီစွမ်းနာတော့ကဘာလို့ဒီနေ့ဗီဒီယိုအတွက်ဘာလုပ်ပေးရမလဲဆိုတာရယ် Q&A အတွက် question တွေ Q&A အတွက် question တွေကိုလည်းရေးခဲ့ကြပါအောင်အဲ့ဒီနှစ်ခုကို comment ထဲမှာရေးခဲ့ပေးပါပြီးတော့ဒီတစ်ခုပြောမယ်ပေါ့နော်အဲ့ဒါကကြတော့ဒီနေ့စဉ်နေ့တိုင်း view တွေပြန်တင်มาတော့မယ်အဲ့ကြတော့ဒီ video လေးကိုကြည့်ချင်လို့ရှိရင် like and subscribe လုပ်ခဲ့ပြီးတော့ဘေးနား notification ကောင်းလေးကိုနှိပ်ခဲ့ကြပါအောင်နော်ကဲဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတတား